Hello, Asikawa National Alumni 24C page ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ Unboxing မလုပ်ရလည်းကြာပြီ။ကျွန်တော်နောက်ဆုံး unboxing လုပ်ခဲ့တာက FMS K5 Blazer one time crawler လေးရပဲ။ဒီနေ့ unboxing လုပ်မှာကလည်း one time crawler ဒါပေမဲ့ခါတိုင်းလိုတစ်စီးတည်းမဟုတ်ဘူးဒီနေ့ကနှစ်စီး unboxing လုပ်ပြီးတော့တစ်ခါတည်း comparison ပြောပါမယ်။ဒီနေ့ unboxing နဲ့ comparison video မှာကျွန်တော်ကို supporting ပေးရတာက Universe Asia Pro ကကားတစ်စီးကို supporting ပေးရပါတယ်။ဒီစီးကတော့ကျွန်တော်ဝယ်လိုက်တဲ့ကအခုလို့ supporting ပေးတဲ့အတွက်လည်း24 စီကနေကျေးဇူးများတင်ပါတယ်ဘလို့နောက်လဲခုလို unboxing video တွေအများကြီးလုပ်နေဖို့ကျွန်တော် supporting ပေးပါလို့ကျွန်တော် request လုပ်ပါတယ်ဒီ brand ကကျွန်တော်ဘာကြောင့်ဝယ်ဖြစ်သွားတာလဲ quality ဘယ်လိုရှိလဲဆိုတာ video ထဲမှာဆက်ကြည့်ပါဒီနေ့ unboxing လုပ်မယ် brand က Econ ရဲ့ 1K 4106 SE version နဲ့8 Korean 1K 4106 Pro version မှာဖြစ်ပါတယ် Okay အားလုံးပဲ Let's go Okay ဒီကောင်က4106 Pro version Okay သူက box ထဲမှာဘာပါလဲဆိုတော့သူရဲ့ပုံမှန်တိုင်း transmitter ပါတယ် transmitter ပါတယ်ကားပါမယ်ပြီးရင်ဒီ bumper mount လေးတစ်ခုပါတယ် bumper ပေါ့ဒီကောင်လေးဘမ်ဘာတက်ချင်တယ်ဆိုရင်ကျွန်တော်တို့ကဒီ body တားကိုဒီကနေလှီးရမယ်လှီးပြီးတော့ဒီနေရာမှာဘမ်ဘာ replace တော့မှာပေါ့နော်ဒီနှစ်စီးကတော့ Econ ရဲ့ 1K 4106 SE နဲ့ Pro version မှာ Pro version ကတော့ကျွန်တော်ဝယ်လိုက်တယ်ဒါက SE version ကတော့ကျွန်တော်ကို Universe Asia supporting ပေးတာလားပါအဲ့တော့ SE ရဲ့ Pro ရဲ့ကဈေးနှုန်းအပြင်ကျွန်တော်ကြည့်ရအရင်မကွာဘူးမကွာဘဲနဲ့ fashion မှာကျတော့တော်တော်ကြီးကွာတော့ပါတယ် SE မှာက base model ကို short လိုက်တယ်လားပြောတာသူ့မှာလည်းပြန်သုံးလို့ရတယ်ကိုယ့်အကို DIY လုပ်လို့ရတဲ့ mechanism တွေ DIY ပြန်လုပ်လို့ရတဲ့နေရာတွေအများကြီးသူထည့်ပေးလိုက်ပါတယ်သုံးရင်သုံးတဲ့သူတို့ SE က Pro တော့ performance တက်လာနေပါတယ်အချမ်းမြကတော့ SE မှာက window တွေကပိတ်လောက်ထားတယ် Pro မှာက window တွေက clear window ဖြစ်တယ် interior cockpit ပါတော့တယ် SE မှာက interior cockpit မပါဘူးအရှိ share တွေအကုန်အတူတူပဲ SE version မှာကနောက်မှာစပီယာဝီမထည့်ပေးလိုက်ဘူး Pro version မှာကကျတော့နောက်မှာစပီယာဝီထည့်ပေးလိုက်တယ်အဲ့ဒါလေးတွေကွာပါတယ်အဲ့တော့ဒီ body ကိုကြည့်မယ်ဆိုရင် hobby သမားတွေကတီးပြီးသားဖြစ်လိမ့်မယ်ဒါက Trusted TI4 ဟုတ်ပါတယ် Trusted TI4 က TI4 G500 ဆိုပြီးထုတ်ခဲ့တယ်ဒါပေမဲ့ TI4 G500 ကလည်းအခုဈေးခွက်မှာဝယ်ရတာခက်ပါတယ် Trusted ကလည်းတရားဝင် announce လုပ်ထားတာမရှိဘူးအဲ့တော့သူတို့ကဒီ production ကရက်သွားတာလားအတိအကျတော့ကျွန်တော်လည်းမသိဘူးအဲ့တော့ Trusted တာရှိမှဆိုရင်ဈေးကတော်တော်မြောက်မယ်အဲ့ဆိုရင်ကျွန်တော်တို့ဒီနှစ်စီးမှာအချမ်းမြင့်ကျွန်တော်ပြောပြီးသွားပြီအသေးစိတ်ကိုကျွန်တော် SE ကနေစပြောပါမယ် Let's go Okay ဒီကောင်က Econ 1K 4106 SE version မှာ base version ဖြစ်တာအတွက်တော့ window တွေကလည်း clear window မဖြစ်တော့ဘူးခုနကကျွန်တော်ပြောသလိုပဲ interior လည်းမပါဘူး window တွေက paint လုပ်ထားတယ်ပြီးရင်ဒီ headlight တွေဒီ headlight တွေကလည်းမောင်းနေပဲပါတယ်ဒီ electronics တွေတူဘာမှတက်မထားပါဘူးတချို့တွေသိလိမ့်မယ်ဒီ point ကိုမြင်လို့ရှိရင် Pro Line High Res Tire ရဲ့ point တိုင်းတူလောက်ထားတာ tire ကနည်းနည်းလေး stiff ဖြစ်တယ်လို့ခံစားရတယ်အဲ့တော့ body ဟိုဖယ်ချင်လဲဆိုရင်ဒီကောင်လေးကိုဒီ screw သုံးဖယ်လိုက်အောင်မယ်ပြီးရင်ဒီလိုပဲမှားလိုက် Econ ရဲ့ model တွေအကုန်လုံးက body ကိုဒီလိုမျိုး flick ပေါ့နော် screw သုံးဖယ်မြင်လို့ flick လုပ်တာများတယ်အဲ့တော့ဒီကောင်မှာကတော့အခုကြည့်လိုက်ပြောင်းကြီးပဲဘာမှမရှိဘူးဘာကြောင့်လဲဆိုတော့သူ electronics module တွေဘာမှဒီမီးတွေတော့ဘာမှ install မလုပ်ထားဘူးမောင်းနေတော့တက်ထားပြီးတာဖြစ်တဲ့အတွက် install ကိုပြန်လုပ်လို့ရမယ်ဒါကလည်း like kit လေးဝယ်ဆင်လိုက်လို့ရှိရင် like kit ကလည်း6000 9000ပေါ့နော် like kit လေးဝယ်ဆင်လိုက်လို့ရှိရင်ပြီးသွားမယ့်ကိစ္စဆိုပြဿနာမရှိဘူး SE version မှာပါတဲ့ shock absorber လေးကျွန်တော်တို့ဒီ spring ကို adjust လုပ်လို့မရဘူး Okay အခုမြင်နေရတာ Econ 1K 4106ရဲ့ SE version ရဲ့ chassis ပါ ESC နဲ့ receiver နဲ့ပေါင်းလာတဲ့ 2-in-1 ESC combined 2-in-1 receiver HT60 ကောင်းနေပဲလာတယ်ပြီးရင်သူရဲ့ chassis ဒါသူရဲ့ chassis ဒါကျွန်တော်တို့လည်းနည်းနည်းလေး strength ဖြစ်တဲ့ chassis ပေါ့နော်ကျွန်တော်တို့မြင်ပူတာက season နဲ့ chassis တွေလာတယ်ပြီးရင် CNC cutting နဲ့လာတဲ့ carbon frame တွေရှိမယ်ဒီ chassis ကကြတော့ကျွန်တော်ရှာဖတ်ကြည့်တာတော့သူက one piece ပေါ့နော် one piece molded plastic သူသုံးထားတယ်
တို့ကြော်ညာထားတာတော့ high durability ကိုတော်တော်ကောင်းတယ်လို့ပြောတယ်ဒီ chassis ရဲ့ဖွဲ့စည်းတည်ဆောက်ပုံကကြည့်လိုက်လို့ရှိရင် RCG platform မှာသွားတယ် RCG platform ရဲ့သူဒီ chassis ရဲ့အောက်မှာပဲဒီ gearbox ကို motor ရော battery placement မှာသူကဒီ chassis ရဲ့အောက်ကိုထည့်လိုက်တာအဲ့တခုကတော့တော်တော်မိုက်တယ်အဲ့တော့ performance ကလည်း RCG platform ဖြစ်တဲ့အတွက် crawling performance မှာကောင်းမယ်လို့ကျွန်တော်ယူဆတယ်ဒါကသူ့ရဲ့ steering စာဖို့ 25kg metal ပဲသူသုံးလာပြီတယ်ဒါက950 3210 motor ကိုသူသုံးလာပြီတယ် gearbox ကကျတော့ low speed high speed ရမယ်အခုနကျွန်တော်ပြောလိုက်တဲ့ differential lock and lock ကိုသူကမထည့်ပေးတာဘူး differential lock and lock ကကျတော့ကျွန်တော်ဒီ Axema lock လေးပါတယ်okay ဒီမှာဒီကောင်ကျတော့ဒီ Axema ဒီကောင်က manual lock အခုဒီဟာဆိုရင်ဒါဆိုရင် lock လုပ်ထားတယ်ကျွန်တော်ဖြုတ်လိုက်မယ်ဒီကောင်ဒါဆိုရင် differential lock ကျွန်တော်ဖြုတ်လိုက်ပြီ lock ဖြုတ်လိုက်တဲ့ဖြစ်တဲ့အတွက်ဒီအရှိပဲလဲအနောက်မလဲတော့ဘူးအကောင်ကို lock ပြန်ချခြင်းလို့ရှိရင်ဒီကလာဆို lock ချလိုက်ပြီဒါ lock ချပြီအနောက်လည်းအဲ့လိုပဲကျွန်တော်ဒီနားလေးမှာသူရဲ့ mechanism lock လေးရှိတယ်ဒီကောင်လေးရှိတယ်ဒါဆွဲလိုက်ဒါဆိုရင်ကျွန်တော်က unlock ဖြစ်သွားပြီ lock ပြန်ချခြင်းလဲဆိုရင်ဒီကောင်ကိုတော့ဒါဆိုရင် lock ဖြစ်သွားပြီအဲ့လို mechanism လေးတွေထည့်ပေးကြတာတော်တော်မိုက်တယ်ဗျအဲ့ဒါ DIY လဲလို့ရှိရင်ကျွန်တော်တို့ radio ကနေ lock and lock ကို radio ကနေလုပ်လို့ရသွားမယ်ဒါလေးကလွယ်လွယ်လေးနော်လောတာအရင်မခက်ထဲမှာမပါဘူးအဲ့ဒီကောင်ကအဲ့တော့ base model မှာသူတို့ထည့်ပေးတာဆိုတော့ဈေးနှုန်းအဖြစ်လည်းမစိုးဘူး entry line အထက်မှာရွေးချယ်ဖို့တော့ကျွန်တော်တော့ recommend ပေးတယ်ဒီမှာပါသွားပြီ okay ဒါကသူ့ရဲ့အောက်ပိုင်း chassis ကိုကျွန်တော်ပြမယ် RCG platform မှာတွားရတယ် link က1 2 3 4 link suspension အနောက်မှာက4 link အရှိမှာက3 link ဒီနောက်မှာတစ်ခုထပ်ပါသေးတယ်ဒီကောင်ကဒီနောက်မှာမြင်နေရတဲ့ဒီကောင်လေးဒီ link ဒီကောင်ကကျွန်တော်တို့ကဒါဆွေးပါလို့ခေါ်တယ် high speed မောင်းပြီးတော့ဆွဲကွေတာပဲဖြစ်ဖြစ်အဲ့ဒီအတွက်ကိုသူက supporting ပေးထားတယ်ဒီဆွေးပါလေးကထည့်ပေးလိုက်တာတော်တော်မိုက်တယ်ဒီ Axel တွေကိုကြည့်ပဲဒီ Axel တန်းတွေကသူက realistic ဖြစ်တဲ့ဘက်ကိုသွားတယ်ဒီပုံစံလေးကျွန်တော်တော်တော်သဘောကျတယ် ported Axel တွေကိုသူသုံးလာပြီတယ်ဒီကောင်တွေက ported Axel တွေ ported Axel ဖြစ်သွားပြီ okay အဲ့ဆိုရင် SE မှာပါလာတော့ဒီလောက်ပဲကျွန်တော် Pro ကိုဆက်သွားပါမယ်ဒီကောင်ကတော့ Pro version ဖြစ်သွားတဲ့အတွက် window တွေကကျတော့ clear window ဖြစ်သွားမယ် interior ကလည်း half cockpit interior ပါမယ်ပြီးရင်ဒီကောင် SE မှာကျတော့ဒီ spare wheel ကိုမထည့်ပေးလိုက်ဘူး Pro version မှာကျတော့ဒီ spare wheel ပါသွားမယ် okay တစ်ချက် show လိုက်အောင်ကျွန်တော်ဒီ body ကိုကျွန်တော်အရင်ကြိုက်တယ်ကျွန်တော် Trusses မှာကျွန်တော်ရှာကြည့်တယ် Trusses G500 ကဝယ်လို့မလွယ်တော့ဘူး Pro version ဖြစ်တဲ့အတွက်သူက function လည်းတော်တော်စုံသွားပါပြီဒီကောင်မှာက tank ဆိုတဲ့ function ပါတယ် tank function ကကျွန်တော်တို့ Axia ကသုံးခဲ့တဲ့ dick function နဲ့ similarity ရှိတယ်ပေါ့နော်ဒါပေမဲ့အဲ့လိုမျိုးတော့မဟုတ်ဘူးသူကကျတော့အနောက် Axia အနောက် bane နှစ်ဘိန်းကိုသူက brake ထည့်ပေးလိုက်တာပါအဲ့တော့ handbrake ပုံစံမျိုးထည့်ပေးလိုက်တယ်သုံးပေးလိုက်တဲ့နည်းပညာကတော့တော်တော်မိုက်တယ်အဲ့တော့သူရဲ့ tank function ကဘယ်လောက်ထိသုံးမလဲဆိုတော့ကကျွန်တော်တို့တကယ် test ကတော့ crawling သွားတဲ့ချိန်မှာ test လုပ်တာကောင်းတယ်။ကောင်းလေးကိုကျွန်တော်ရဲ့ SC71 အဖော်ရတော့ဒီ Mercedes တန်ဖိုးလေးပေါ့နော်။ဟိုကောင်က Land Cruiser တန်ဖိုးဒီကောင်က Mercedes တန်ဖိုးမှာအဲ့တော့ဒီကောင်လေးကိုကြိုက်လို့ကျွန်တော်ဝယ်ထားလိုက်ပါတယ်။ logo ကကျွန်တော်တို့ Mercedes logo နဲ့မဟုတ်ဘူးဒီကောင်က Brabus logo နဲ့လာတယ်။ Brabus ကဒီ Mercedes G500 ကိုယူပြီးတော့သူက fine tuning လုပ်လိုက်တာ။ဒီ Mercedes G500 နဲ့ရှင်လို့ရှင်ရင်တော်တော်ကြီး performance ကတခြားစီပါရုပ်ရည်ကြည့်လို့ရှိရင် G500 နဲ့ Brabus နဲ့က similarity ရှိတယ်ဒါပေမဲ့ performance မတူဘူး finally မတူဘူး engine tuning တွေမတူပါဘူးတကယ်ကောင်းမှပြောတာနော်ဒီ RC ကားမှမဟုတ်ဘူးပေးရတဲ့ဈေးကလည်းဒီကောင်ကကျွန်တော်ဝယ် Universe RC ကနေကျွန်တော်ဝယ်တော့12သိန်းကျော်13သိန်းဝန်းကျင်ပါနော်ပေးရတဲ့ဈေးနဲ့ပြန်သူတို့သုံးလာပြီးတဲ့ quality ကိုတော့ကျွန်တော်ကြိုက်တယ် performance ဘိုင်းကတော့ကျွန်တော် test လုပ်ပြီးမှပဲကျွန်တော် final review ကျွန်တော်ထပ်ပြောပါမယ်အခုကတော့ price to quality ကတော့တော်တော်မိုက်တယ်အဲ့တော့ရွေးချယ်မယ်ဆိုရင်ရွေးချယ်တဲ့ brand တစ်ခုလို့လည်းကျွန်တော် recommend ပေးချင်ပါတယ်ဒီကောင်လည်းခုနလိုပဲဒီကောင်ကလည်း body mount တွေအကုန်လုံးအတူတူပဲ SE နဲ့ Pro နဲ့က SE မှာတော့ခုနပြောစရာတိတ်တော့မရှိဘူး Pro version မှာတော့ကျွန်တော်ပြောစရာနည်းနည်းလေးများသွားပြီပေါ့နော်သူက function ကလည်းတော်တော်စုံသွားပြီ
Okay ဒီ chassis က Econ 1K 4106 Pro ရဲ့ chassis ပါ chassis ကတော့ SE version နဲ့ Pro version ကလည်းဒီ chassis ကိုပဲသုံးရတယ်ကျွန်တော်ပြောလို့ပဲကျွန်တော်တို့မြင်ဘူးနေကြ chassis တွေကကြတော့ C channel chassis တွေလာမယ်ပြန် CNC cutter နဲ့လာတဲ့ carbon chassis တွေရှိမယ်ဒီကောင်ကကြတော့ဒီမှာချက်ကြည့်လိုက်ပါဒါကတန်မဟုတ်ပါဘူးအဲ့တော့ကျွန်တော်လည်းအစတော့နည်းနည်းတော့ဘာကြောင့်လဲပေါ့နော်ဒီကောင်က one piece model plastic chassis ပါဒီ chassis တစ်ခုလုံးကိုသူကဆက်ထားတာမဟုတ်ဘူးနော် one piece တခါတည်း one piece လောက်ထားတာဆိုတော့သူတို့ကတော့ durability အပိုင်းမှာ performance အပိုင်းမှာတော်တော်ကောင်းတယ်လို့လည်းပြောတယ်တချို့ reviewer တွေလည်းဒီ chassis ကမိုက်တယ်လို့ review ပြောလိုက်တယ်ဒါတော့ကျွန်တော် test လုပ်ပြီးမှပဲသိမယ်အဲ့တော့ chassis ရဲ့ platform က NCG platform ကိုသုံးလာတယ် NCG platform chassis ဖြစ်တဲ့အတွက် motor ရော gearbox ရော battery placement ရောအကုန်လုံးဒီ chassis ရဲ့အောက်ထဲကိုဝင်နေပါတယ်ကျွန်တော်ဘေးလိုက်ကြည့်လိုက်ပါဒီ chassis ရဲ့ဘေးလိုက်ကြည့်ရင်ပိုသိတာလေ chassis ရဲ့အောက်ထဲမှာပဲ gearbox တွေ motor တွေ battery placement တွေအကုန်ထားရတယ်25 kg metal gear servo ဒါကတော့950 3210 brush motor ပါဒီအောက်မှာဒါကအောက်မှာသူရဲ့ gearbox ဒါကလူရဲ့ low speed high speed servo ဒါက front differential lock servo ဒီကောင်က rear differential lock servo okay pro version မှာပါတော့က tank stand function ဆိုတာကဒီ servo ပါ dick function တော့မဟုတ်ဘူးသူထည့်ပေးလိုက်တာကဒီမှာ handbrake ပုံစံမျိုး handbrake ပုံစံမျိုးလောက်တာဖြစ်တဲ့အတွက်တော်တော်မိုက်ပါလေ Econ 1K 4106 Pro ရဲ့ open chassis ပါဒီမှာသူရဲ့ inner fan ဒါလည်း inner fan လေဒီမှာသူရဲ့ gearbox falling suspension ကိုသုံးရတယ် falling suspension အရှိနောက်မှာက falling အရှိမှာက 3 link ဒီနောက်မှာကအခုနကကျွန်တော်တို့အရှိပါပါတဲ့အတိုင်း sweeper ကဒီမှာ sweeper ပါတယ်ဒီမှာကသူရဲ့ power switch ကိုဒီမှာထိုင်ရတယ်အဲ့တော့အခုနကကျွန်တော်တို့ SE မှာမြင်ခဲ့တဲ့ shock absorber နဲ့အခု Pro version မှာမြင်ရတဲ့ shock absorber ကမတူပါဘူး aluminum body နဲ့ပါပြီး spring adjust လုပ်လို့ရမယ် spring adjust လုပ်လို့ရပါပြီ axle ရလည်း ported axle ကိုသူသုံးလာပြီတဲ့ ported axle မြင်တော့ခွာဒီမှာ 1K 4106 Pro မှာပါတဲ့ servo saver steering servo saver steering link ကဘယ်လိုလုပ်လို့လဲဆိုကျွန်တော်ပြမယ်။မှာတစ်ချက်ကြည့်ဒီနေရာကိုတစ်ချက်ကြည့်ပါ။ဒါ servo saver လုပ်တယ်ဆိုတာအဲ့ဒါကိုပြတာ။တချို့ကားတွေမှာကျတော့ဒီလိုပုံစံတော့ဟုတ်တယ် saver တော့မဖြစ်ဘူးအတောင့်အကြီးလာတာဆိုတော့ပုံစံပဲပေါ့နော်။ဒီကောင်ကကျတော့တကယ် function နဲ့ servo saver steering link မှာ okay အဲ့ဆိုကျွန်တော်ဒီကောင်ကို power on ကြည့်ပါမယ် power on ကြည့်ပြီးတော့ခုံမှာစမ်းလို့ရတဲ့ဟာလေးကိုကျွန်တော်ခုံမှာ performance လေးနည်းနည်းစမ်းကြည့်ပါမယ် okay let's go ကျွန်တော်ပုံမှန်တိုင်း 3 cell light pro ကိုကျွန်တော်သုံးမယ်ဒီကောင်က pro version မှာက ESC က1060ကိုသုံးလာပြီလေradio ကကျတော့10 channel radio ကိုသူသုံးလာပြီလေ ESC 1080 G2 လောက် upgrade လုပ်လိုက်လို့ရှိရင်ကားကတော်တော် performance တော်တော်မိုက်တော့ပါပြီ okay ဒီကောင်ကအခု 1K 4106 Pro မှာထည့်ပေးလိုက်တဲ့ transmitter 10 channel ဖြစ်တော့မယ်ဒီက Demo RC ကဟာပါပဲကျွန်တော်ကို Cross RC Emo H2 လုံးကလည်းဒီ transmitter ပဲဒါကသူ့ရဲ့ light ကျွန်တော် light ကလက်ဆင့်ပါမယ်ဒါဆိုရင်ကျွန်တော် daytime running light ဖွင့်လိုက်တယ် daytime running light ဖွင့်လို့ရှိရင်ဒီက light ပါလေးလင်းမယ် headlight မှာဒီမှာ daytime running light လာမယ်နောက်တစ်ခုကဒီနောက်မှာပါ tail light လည်း on နေမယ်ဒါက switch 1မနော်အဲ့မှာနောက်တစ်ဆင့်ဖွင့်လိုက်လို့ရှိရင်ဒီကောင်က headlight အကြီးလင်းပါပြီ okay ဒါကသူရဲ့ signal နောက်မှာကလည်း signal ကဒီထိလိုက်ထဲမှာထည့်ထားပြီးတယ်မိုက်တယ်ဒါက Pro V2 မှာပြောင်းတော့တဲ့အချက်ပါ V1 မှာတော့ဒီအောက်ကမီလုံးလေးတွေမှာပဲ V1 ကအချက်ပြတယ်အခုကျတော့ V2 မှာကျတော့ဒီထဲကိုထည့်ပေးလိုက်ပါပြရတဲ့ဈေးနှုန်းနဲ့သူသုံးလာပြီးတဲ့ quality တွေက premium channel လို့ခံစားရတယ်ကွာဒီလား chassis က SCG platform chassis ကို ported AC နဲ့သုံးလာပြီးတယ်တော်တော်မိုက်တယ် steering servo တော့သူ chassis မှာပဲမောင်းလုပ်ထားတယ်ကျွန်တော် differential lock တွေကိုကျွန်တော်ဖြုတ်ထားတယ်
differential lock တွေချလိုက်မယ်ဒါဆိုရင် differential lock ကိုချလိုက်ပါပြီရှေ့ရောနောက်ကိုလာ lock ချလာပါတယ်ဒါက low speed ကြီးဒါက high speed ကြီးဒါက tank function ကိုကျွန်တော်ဖွင့်လိုက် tank function လို့လုပ်ပြီးဆိုရင်အခုကျွန်တော်ဘယ်ဘက်ကို꿰လိုက်ပြီဆိုရင်ဘယ်ဘက် brain ကလိုက်မလဲတော့ဘူးကျွန်တော်ခုညာဘက်ကို꿰ပြမယ်ညာဘက်ကို꿰ပြီးတော့ throttle လေးကစားလိုက်လို့ရှိရင်ညာဘက် brain ကရက်နေပါတယ်ညာဘက် brain ကို꿰မလဲတော့ပါဘူးသူကတပိန်းချင်းစီလုပ်တာပါ dick function မှာကျတော့နောက်ပိုင်းတစ်ခုလုံးသူက lock ချလိုက်တာဒီအဲ့ခုမှာတုံးလာပြီးတဲ့ tank function ကကျတော့တပိန်းချင်းစီကိုသူက handbrake ညာလိုက်တုံးတာပါ drop brake force နဲ့ drop brake dual rate ကိုဒီကနေချိန်လို့ရတယ်ကျွန်တော်တို့ဒီ ESC ကနေတော့ချိန်နေမလို့တော့ဒီ remote ကနေချိန်လို့ရပါပြီ Okay ဒီထဲမှာပါအောင်လဲဆိုတော့ဒီထဲမှာတော့ပုံမှန်အတိုင်း throttle train နေ throttle dual rate တွေ steering train တွေ steering dual rate တွေပါမယ် DIB switch လေးတွေနဲ့လည်းကျွန်တော်တို့ကအချိန်လို့ရပါသေးတယ်ကျွန်တော်ဘောင်းစင်လုပ်တဲ့ခုမှမှာပဲဆန်းရတာပေါ့နော်differential lock တွေချလာလိုက်မယ်low speed နဲ့ပဲကျွန်တော် test လုပ်ကြည့်ပါမယ်တာယာနှလုံးဟိုဘမှာကကျွန်တော်ရဲ့ stand ခုထားဆိုတော့တာယာ3လုံးပေါ့နော်တာယာ3လုံးကိုအခုသူ့ရဲ့ဒီ stop တာယာနဲ့ပဲတက်ကြည့်တဲ့အချိန်မှာ flash ကတော်တော်မိုက်တယ်ဒါပေမဲ့တာယာကိုဆိုတော့ 2.2 range ပေါ်မှာ 1.8mm တာယာ3လာဖြစ်တဲ့အတွက် body rush လေးအနေငယ်ရှိပါတယ်ကားကိုကျွန်တော် upgrade agent စလုပ်မယ်ဆိုရင်တာယာနဲ့ range ကိုကျွန်တော် upgrade စလုပ်ပါမယ် range ကိုကျွန်တော် 1.9 နဲ့တုံးမယ် 2.2 ကျွန်တော်မကြိုက်ဘူး 1.9 တုံးမယ်တာယာ diameter ကိုကျွန်တော် short ချလိုက်ပါမယ် Okay အဲ့ဆိုရင်12သိန်းခွဲ73သိန်းဝန်းကျင်မှာပေးရတဲ့ဈေးနဲ့ပြန်ရလိုက်တဲ့ function တွေ quality တွေကတော့တော်တော်မိုက်တယ် performance တွေအခုကျွန်တော်စမ်းကြည့်ရတဲ့လောက်က performance ကလည်းတုံ trailing တွေမှာပြောစရာမလိုအရင်နဲ့ extreme crawling ကြရင်တော့နည်းနည်းလေး body နဲ့ tire နဲ့ rush ဖြစ်တဲ့ပြဿနာကနည်းနည်းလေးစကားပြောလိမ့်မယ်အဲ့တော့ tire ကိုစိုက်နေသေးတယ်တော့ range ကို 1.9 ကိုချိန်လိုက်အဲ့ဆိုရင်ဒီကားရဲ့ performance ကနောက်ထပ် 20% လောက်ထပ်တက်လာလိမ့်မယ် Okay Mercedes တမုံကိုကြိုက်တဲ့လူတွေကိုကျွန်တော် 1K 4106 Pro ကိုကျွန်တော် recommend ပို့ပေးတယ်သုံးလာပြီးတဲ့ function တွေသုံးလာပြီးတဲ့ material quality တွေတော်တော်ကြီးကိုမိုက်တယ် Chronic performance ကတော့ကျွန်တော် test ride လုပ်ပြီးတော့လို့ရှိရင် final review ကျွန်တော်ထပ်ပြောပါမယ် Econ ရဲ့ 1K 4106 Pro တွေအစီအဝယ်ခြင်းနဲ့ဆိုရင်တော့ Universe RC မှာ install ဝယ်လို့ရပြီအဲ့တော့ Universe RC မှာကျွန်တော်လည်း Universe RC ကနေပဲဝယ်လာတာအဲ့တော့ဝယ်လို့ခြင်းနဲ့ Pro တွေက Facebook မှာ Universe RC လို့ရိုက်ရှာလိုက်ပါအဲ့ဒီဆိုင်မှာ Econ ရဲ့ဒီ model တွေကို install ထားပြီးရောင်းပေးနေတယ်အဲ့တော့ဝယ်ခြင်းနဲ့ဆိုရင်တော့အမှတ်တော့လိုက်ပါ Okay အားလုံးပဲ see you guys